ဗီလာကိုမာမာတီနက်စ်ကိုဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့မန်ယူအားလုံးပဲမင်္ဂလာပါခင်ဗျာအမ်လီမေအိုင်ဘက်ခွန်ရှိကိုနဲ့ဖဖမမစ်အေဂျင့်ကနေကြိုဆိုလိုက်ပါတယ်မန်ကတော့ဒီနေ့မှာအွန်နာကိုရောင်းထုတ်နိုင်ခဲ့မယ်ဆိုရင်ဗီလာကိုမာတီနက်စ်ကိုခေါ်ယူသွားဖို့အတွက်စဉ်းစားထားပါတယ်ပြီးခဲ့တဲ့ရက်တုန်းကထွက်ပေါ်လာခဲ့တဲ့သတင်းတွေအရဆိုရင်မန်ကမာတီနက်စ်ကိုခေါ်ယူဖို့အတွက်ဆက်သွယ်ဆွေးနွေးမှုတွေကိုတောင်ပြုလုပ်ခဲ့လို့သိရပါတယ်အွန်နာကတော့ဒီကရနေရာမှာစားဖို့အတွက်ဂရုံးတန်ကဆွီပါကီပါကိုမာဖြစ်အာကိုကြီးနဲ့ခေါ်လိုက်ပေမဲ့လည်းဂိုးမဖမ်းတတ်တဲ့ကိုမာတယောက်ဖြစ်နေတာကြောင့်မန်သိန်းကဘိုးကြီးတို့လာကမှကျမတို့ရွာလေးလည်းပြာကျဖြစ်ကုန်ကြပါတယ်။အွန်နာရက်ကွက်ပွဲကဂိုးသမားတွေဖမ်းရင်တော့မှမိနိုင်တဲ့အလုံးတွေကိုတော့မကာကွယ်နိုင်မဲ့တဲ့ဂိုးတွေအများကြီးခွင့်ပြုပေးခဲ့ရပြီးမန်ကိုကြောက်တဲ့ကိုဆွဲချနေခဲ့တာပါ။ဒါပေမဲ့လားဆိုတော့မဟုတ်သေးပါဘူး။တကယ်လို့ဘောလုံးကဂိုးရင်မို့မသေးကြသေးဘူးဆိုရင်တော့အွန်နာဘောလုံးကိုဂိုးပိုက်ထဲပုတ်ထည့်ပေးတတ်တဲ့အထိကိုစေနာတရာတရားအားကောင်းလုံးသူကြီးပါ။ဒါကြောင့်လည်းမန်ပရိသတ်တွေကအွန်နာကိုစိတ်ကုန်နေကြပြီးတော့မန်ကလည်းအွန်နာကိုဒီနေ့မှာရောင်းချသွားဖို့အတွက်ဆုံးဖြတ်ထားခဲ့ပါတယ်။အွန်နာကတော့ကင်မရွန်နဲ့ဘာကီနာဖာဆိုရဲ့ပွဲပြီးမှမန်ကနေဒီနေ့မှာထွက်ခွာမယ်ဆိုတဲ့သတင်းတွေကိုတော့ညှင်းပယ်သွားခဲ့တာပါတကယ်လို့အွန်နာကိုသာရောင်းထုတ်နိုင်ခဲ့မယ်ဆိုရင်မန်ကဒီနေ့မှာဗီလာနဲ့ထွက်ခွာဝယ်ရှိတဲ့အာဂျင်ကိုသမားမာတီနက်စ်ကိုခေါ်ယူသွားဖို့ရထားမှုတွေပြုလုပ်ထားပါတယ်မာတီနက်စ်ကနောက်20စက်တင်ဘာလမှာအာဆင်ကနေဗီလာအသင်းနဲ့ပေါင်သန်း20နဲ့ပြောင်းရွှေ့လာခဲ့သူပါဗီလာရောက်ရှိလာပြီးတဲ့နောက်မှာတော့မာတီနက်စ်ကကမ္ဘာ့ဆင်လက်ဆန်းတွေကိုပြသနိုင်တဲ့ဂိုးသမားတစ်ယောက်ဖြစ်လာခဲ့ပြီးတော့ဗီလာကိုလည်းဒီနေ့ချင်းနေပြုံးတွေရောက်ရှိအောင်ဂိုးပေါက်လုံးကြုံမှုနဲ့အကောင်းဆုံးထမ်းတင်ပေးထားခဲ့ပါတယ်ဒါပေမဲ့လက်ရှိချိန်ကြီးတော့မန်ကအွန်နာကိုအသင်းပြောင်းမှုအတွက်သတိပေးတာမျိုးတွေတော့မရှိသေးပါဘူးမာရီနက်စ်ကိုဆော်ရီဘက်ကလည်းကမ်းလှမ်းလာပေမဲ့အာဂျင်ကိုသမားကတော့ဥရောပမှာပဲဆက်ပြီးတော့ကစားချင်နေသေးတာကြောင့်မန်ကသာသူ့ကိုခေါ်ရင်ရောက်လာဖို့ရှိနေတာဖြစ်ပါတယ်